ဘေလီလို့ခေါ်တဲ့ရွာလေးတရွာမှာကြည်လင်တဲ့မြေတစ်စင်းရှိပါတယ်။ရွာသားတွေဟာအဲ့ဒီမြစ်ကရေကိုတောက်ကြချိုးကြနဲ့အမြဲတမ်းအမိပြုတ်နေထိုင်ကြတာပေါ့။တနေ့မှာတော့စောမတကောင်ဟာအဲ့ဒီရွာရဲ့အပေါ်ကနေပြန်တန်းသွားရင်မြစ်ထဲမှာရေချိုးနေတဲ့လူတွေကိုမြင်သွားပါတယ်။အဲ့ဒါကိုမြင်တော့စောမကပျော်သွားပါတယ်။အိုးရေကလည်းကြည်လင်လိုက်တာ။လူတွေကလည်းအများကြီးပဲ။ငါဒီမှာပဲအိမ်ဆောက်ပြီးနေတော့မယ်။ဒီရွာသားတွေကိုစားရရင်ငါ့ပိုက်လဲဝတာပေါ့လို့ပြောပြီးတဟောင်းနဲ့ရီမော်ရင်မြစ်ထဲကိုဆင်းသွားပါတော့တယ်။အဲ့ဒီအချိန်မှာမောင်ချိုလို့ခေါ်တဲ့ရွာသားတစ်ယောက်ကသူ့ရဲ့ဇနီးလေးဘီလီကိုပြောလိုက်ပါတယ်။ဒီနေ့တော့အရန်ပူတယ်။ငါမြစ်ထဲမှာရေသွားချိုးအောင်မယ်။မင်းရောလက်အောင်မလား။သွားချင်ကွက်ကိုသွားပါ။မြစ်ထဲမှာရေချိုးရတာမကြိုက်ဘူးဆိုတာရှင်လည်းသိရတာနဲ့။သွားပြီးတော့အမြန်ပြန်လာခဲ့အောင်နော်။တငယ်ချင်းတွေနဲ့ရှောက်သွားမနေနဲ့အောင်။မောင်ချိုမြစ်စိတ်ကိုထွက်လာခဲ့ပါတယ်။ဟာဒီနေ့မြစ်တွေကနည်းနည်းမြင့်နေတယ်။ဘာဖြစ်ဖြစ်ငါရေချိုးရတာကိုနှစ်သက်နေတော့ဒီနေ့ငါရေအကြာကြီးကူးအောင်မှာပဲလို့ပြောပြီးရေထဲကိုဆင်းသွားပြီးတချင်းဆိုကပျော်ပါးပါးနဲ့ရေကူးနေပါတယ်။ရုတ်တရက်တယောက်ကသူ့ခြေထောက်ကိုရေအောက်ကနေဆွဲနေတယ်လို့ခံစားနေရတော့ထိတ်လိုက်ပြီးတော့ကြက်လာစွာအော်ဟစ်လိုက်ပါတယ်။ဘာလို့လဲနားမနေနဲ့နော်ရှေ့ထွက်လာခဲ့ပါမဟုတ်ရင်မင်းကငါရိုက်တက်လိုက်မယ်လို့အော်ပြောပေမဲ့ဘာတမ်းမှပြန်မကြားရပါဘူး။သူရေအောက်ကိုလက်နိုင်ကြည့်လိုက်တဲ့အခါမှာတော့သပင်ရွှေကြီးတွေကိုသွားကင်မိပါတယ်။သူအားနဲ့ဆွဲတင်လိုက်တဲ့အခါမှာတော့သူ့ရှေ့မှာစောင်းမကြီးပေါ်လာပါတော့တယ်။ဘလို့လဲမောင်ချိုနောက်ဆုံးတော့မင်းကငါ့ကိုဆွဲတင်လိုက်ပြီပေါ့။ငါ့ကိုကြည့်ရတာဘလို့နေလဲပြောပါအောင်လို့မေးပြီးရီလိုက်ပါတယ်။မောင်ချိုကြောက်လန့်သွားတဲ့အချိန်မှာပဲစောင်းမကဒီနေ့ငါမင်းရဲ့သွေးကိုတောက်မယ်ခရနေမင်းသေတော့မှာပါလို့ပြောပြီးမောင်ချိုရဲ့သွေးတွေကိုစောက်တောက်လိုက်ပါတယ်ဒီလူသေပြီရွာသားတွေရှာမရအောင်သူ့မျက်နှာကိုဖျက်ဆီးပြရမယ်ပြီးရင်သူ့အလားကိုလည်းရေအောက်မှာဝှက်ထားလိုက်မယ်လို့ပြောပြီးရွာသားတွေမရိပ်မိအောင်စောမကမောင်ချိုရဲ့မျက်နှာကိုဖျက်ဆီးပလိုက်ပြီးအလားကိုမြေအောက်ခြေမှာဝှက်ထားပလိုက်ပါတယ်မောင်ချိုရဲ့ဇနီးဖြစ်သူဘီလီကတော့သူ့ခင်မွန်ပြန်မလာလို့တော်တော်လေးစိတ်တူနေပါတယ်ဒီလူကတော့အပြေမှာလေလွင့်နေပြန်ပြီအိမ်လည်းပြန်မလာသေးဘူးဒီနေ့တော့ငါသူ့ကိုအနိုင်မှရတော့မယ်ဆိုပြီးတပြက်စီတစ်ချောင်းကင်ကလိုက်ရှာပါတော့တယ်လမ်းမှာအိမ်ကြီးချင်းဖြစ်သူကိုရွှေနဲ့တွေ့တော့ဟဲဘီလီတပြက်စီကြီးနဲ့ဘယ်သွားမလို့လဲမောင်ချိုပြန်မလာသေးလို့လားဒီနေ့သူ့မှာတန်ရှင်းလုပ်ဖို့ကြံသေးတာလားဆိုပြီးစနောက်လိုက်ပါတယ်ကိုရွှေစကားကိုကြားတော့ဘီလီကဟုတ်တယ်သူ့အကြောင်းတော့ငါမသိဘူးတန်ရှင်းလုပ်ဖို့ရှိတယ်ဒါနဲ့ရှင့်အကြောင်းကိုကြားမိပါတယ်ရက်ပေါင်းများစွာရေချိုးမထားအောင်မလားဒါကြောင့်ဒီနေ့ရှင့်အတွက်ငါအရင်ဆုံးတန်ရှင်းလုပ်ပေးမယ်ဘေလီဒေါ်လာထွက်နေတာကိုမြင်တော့ကိုရွှေကဒီကနေအများဆုံးပြန်တာအကောင်းဆုံးလို့တွေးနေလိုက်ပါတယ်မဟုတ်ပါဘူးဒီနေ့အလုပ်နည်းနည်းရှိနေလို့သွားလိုက်ပါအောင်မယ်ကိုရွှေကပြောပြီးအများဆုံးထွက်သွားလိုက်ပါတယ်ဘေလီကမြစ်စိတ်မှာရောရွာထဲမှာရောအချိန်ကြာစွာလိုက်ရှာနေခဲ့ပေမဲ့မောင်ချို့ကိုမတွေ့ခဲ့ပါဘူးမောင်ချို့ကိုမတွေ့တဲ့အခါမှာတော့သူစဉ်းစားမိလာတယ်ဒီကိုရောက်လာခဲ့တာပဲဒါပေမဲ့ဘယ်ကိုများသွားလိုက်တာပါလဲရေချိုးပြီးရွာထဲမှာသွားထိုင်နေတာဖြစ်မှာပါတခုခုတော့လုံးမဖြစ်မယ်ဟိုမှာသွားပြီးရှာကြည့်ရုံပဲလို့ပြောပြီးရွာထဲမှာမောင်ချို့ကိုလိုက်ရှာပါတယ်ဒါပေမဲ့ရွာထဲမှာလည်းမောင်ချို့ကိုရှာမတွေ့ပါဘူးငါမနက်ကစူလိုက်လို့စိတ်ကောက်ပြီးထွက်သွားတာဖြစ်မှာပါအိမ်ကိုပဲပြန်တော့မယ်သူစိတ်ဆိုးပြင်ပြန်လာမှာပါပဲလို့တွေးပြီးအိမ်ပြန်သွားပါတယ်ရက်တော်ကြာသွားပေမဲ့မောင်ချိုအကြောင်းဘယ်သူမှမသိရတော့ပါဘူးတနေ့မှာတော့ရွာကလေးတချို့မြစ်စိတ်မှာရေချိုးဖို့ရောက်လာကြပါတယ်ပင်တူဒီနေ့ညနေနဲ့တက်နေတယ်ရေကလည်းအရန်အေးတာပဲငါတို့နှာစီးကုန်မယ်လို့ပြောတဲ့အခါရာဂျူမင်းကလည်းမိန်းကလေးလိုပဲညရေကမအေးပဲပူနေမှာလားကွာမင်းရဲ့လက်တွေကလည်းမိန်းကလေးရဲ့လက်တွေနဲ့တပုံစံနဲ့ပါပဲလားသူတို့ကနူးညံ့တယ်လို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပင်တူးရဲ့ခြေထောက်ကတခုခုနဲ့သွားတိုက်မိပါတယ်ခြေတံကအဲ့ဒီအရာကိုဆွတ်တင်လိုက်တဲ့အခါမှာတော့ပုတ်ပွားနေတဲ့မောင်ချို့ရဲ့အလောင်းကြီးတက်လာပါတယ်အလောင်းကိုမြင်လိုက်တော့သုံးအောင်စလုံးကထိမှန်သွားပြီးကျေလန်းစွာအော်ဟစ်လိုက်ကြပါတယ်အော်ဟစ်တန်တွေကြတော့ရွာသားများကမြင်နာကိုရောက်လာပြီးကလေးတွေကိုမေးလိုက်ပါတယ်ဟေးဘာဖြစ်တာလဲကလေးတွေဘာဖြစ်လို့အော်နေရလဲ
ကိုရွှေရဲ့စကားတွေကိုကြားတော့ကလေး3 ယောက်စလုံးဟာအလောင်းဘေးမှာရက်ပြီးအကြောင်းစုံကိုပြောပြလိုက်ပါတယ်။နောက်ပြီးကိုရွှေနဲ့သူ့တငယ်ချင်း2 ယောက်တွေဖြစ်တဲ့ကိုရှမ်းနဲ့ကိုမျိုးတို့ကအလောင်းကိုကုန်းပေါ်ဆွဲတင်လိုက်ပါတယ်။အလောင်းကပုတ်ပွားနေပြီးမျက်နှာလည်းပျက်စီးနေလို့ဘယ်သူမှမသိရပါဘူး။ဘလောက်တောင်ပုတ်သုံးနေပြီလဲ။အိုးဖယားကြီးငါမင်းကိုကြည့်အောင်မကြည့်နိုင်ဘူး။အကိုဒါကမောင်ချိုလို့ထင်တယ်။ဘာလို့ဆိုတော့ तू ကပျောက်ဆုံးနေတာကြာနေပြီ။ဟဲ့ကိုမျိုးမင်းကဘလို့ထင်တယ်။တယောက်ကမောင်ချိုကိုတတ်လိုက်တာများလား။ဒါမှမဟုတ်ကိုယ့်ကိုတတ်သေးသွားတာများလား။ကိုမျိုးရဲ့စကားကိုကြားတော့ရွာသားတွေဟာသူ့ဇနီးကိုအလောင်းကိုဖော်ထုတ်ဖို့ခေါ်လိုက်ပါတယ်။ဘီလီရောက်လာပြီးကြည့်လိုက်တဲ့အခါမှာတော့သူ့ခင်ပေါ်မောင်ချိုမှန်းသိသွားပြီးအားကိုးတကြီးနဲ့ငိုကြွေးနေ။ဒါငါခင်ပေါ်မောင်ချိုပါ။ဘသူကမြန်ဒီလိုလုပ်လိုက်တာလဲဆိုပြီးငိုကြွေးပါတော့တယ်။ရွာသားတွေကဘီလီကိုနှစ်သိမ့်မေးပြီးအလောင်းကိုတကြိုပေးလိုက်ကြပါတယ်။ကိုရွှေငါသိသလောက်ကတော့မောင်ချို तू ကအရန်တက်တိရှိပြီးညံကောင်းနေ။ तू ကသူ့ကိုယ်သူတေချောင်းကြံမှာမဟုတ်ဘူး။သူ့တယောက်ကတတ်လိုက်ပုံရတယ်။မင်းပြောတာမှန်တယ်ကိုရှမ်း။ကျွန်တော်လည်းအဲ့လိုပဲထင်တယ်။ကျွန်တော်တို့တတ်တဲ့သူကိုရှာကြရအောင်။အဲ့ဒီနောက်သူတို့3 ယောက်စလုံးသူတို့ရဲ့အိမ်ကိုပြန်သွားကြပါတယ်။နောက်တစ်နေ့မနက်မှာတော့ကလေးတွေကမြစ်ထဲမှာရေပြန်ချိုးကြပါတယ်။စုံမကသူတို့ကိုကြည့်နေရင်ဒီနေ့တော့ကလေးသွေးတောက်ရတော့မယ်။လက်လက်ဆက်ဆက်ပဲလို့ဆိုပြီးရာဂျူရဲ့ခြေထောက်ကိုဆွဲလိုက်ပါတယ်။ရာဂျူကထက်လက်တကြားအော်ဟစ်လိုက်ပါတယ်။ခဏကြာမှစုံမထွက်လာတော့ကလေးတွေကစုံမကိုမြင်ပြီးမင်းတို့တွေဘယ်သူမှထွက်ပြေးလို့မရတော့ဘူး။ငါလက်ထဲကိုရောက်လာပြီ။မင်းတို့တေဆုံးပြီးမှလွတ်မြောက်နိုင်မယ်။စုံမဟာကလေးတွေအနားကိုတိုးလာတဲ့အချိန်ကလေးတွေကစုံမရဲ့နှလုံးတွေကိုရေနဲ့ပတ်လိုက်ပြီးတော့ကလေးတွေဟာရွာထဲကိုလွတ်အောင်ပြေးပြီးရွာသားတွေကိုအကြောင်းကြားပါတယ်။ရွာသားတွေဟာမြစ်စိတ်ကိုရောက်လာကြပေမဲ့ဘာမှမတွေ့ရပါဘူး။အဲ့ဒီချိန်မှာရွာလူကြီးကငါကိုယ်တိုင်ဆင်းကြည့်မယ်ဆိုပြီးရေထဲကိုဆင်းသွားပါတယ်။ဒါပေမဲ့ကြောက်စိတ်ကြောင့်ရွာသားတွေဟာဘယ်သူမှမြစ်ထဲကိုမဆင်းရကြပါဘူး။တစ်ချိန်တည်းမှာပဲစုံမကြီးကရွာလူကြီးကိုရေအောက်ကိုဆွဲနှစ်လိုက်ပါတယ်။ရွာလူကြီးရဲ့အော်ဟစ်တန်ကိုကြားတော့ရွာသားတွေအိတ်ကနေခတ်ပြေးကုန်ကြပါတယ်။အဲ့ဒီအချိန်မှာပဲကိုမျိုးရောက်လာပြီးသူ့လက်ထဲမှာပြည့်ရည်ကင်ထားပါတယ်။စုံမကရွာလူကြီးကိုကုန်းပေါ်ဆွဲတင်ပြီးစားဖို့ပြင်တဲ့အချိန်မှာကိုမျိုးကပြည့်ရည်ကိုမြစ်ထဲတွန်းလိုက်ပြီးစုံမကိုမြစ်ထဲတွန်းချလိုက်ပါတယ်။စုံမဟာတန်ရှင်းစင်ကြယ်တဲ့ပြည့်ရည်ကြောင့်ခန္ဓာကိုယ်ရဲ့မီးလောင်ကျွမ်းပြီးပြာဖြစ်ကတည်ဆုံးသွားပါတော့တယ်။အဲ့ဒီနောက်မှာတော့ဘီလီရွာလေးဟာစုံမရဲ့ရန်ကနေကင်းဝေးပြီးပြန်လည်အေးချမ်းသွားပါတော့တယ်။